နော်အခုစစ်ခွေးစစ်ကြောင်းဝင်လာမယ်စတာလင်တက်ထားတော့အဲ့ဒီအိမ်ကိုအဲ့လိုသွားပြောမယ်အဲ့ဒီသေကန်ဒီအဖွာကြီးအဲ့စောက်တန်ထွက်ရဲမလားအဲ့ဒါအဖြေပဲကျွန်တော်တို့ပြောတာကက်လန်ပြန်ရန်တွေ့တယ်ဗီဒီယိုနဲ့ပြန်ရိုက်ထားတယ်နော်ကောင်းကောင်းမွန်မွန်ခေါ်တာမလိုက်ဘူးမျိုးစုံရန်ပြန်ဖြစ်တယ်အဲ့တော့ရဲဘော်တွေမှာဘာမှပြဿနာမရှိဘူးကိုတိလက်ရောက်ဘာမှသူတို့လုပ်သွားတာမဟုတ်ဘူးနော်အဲ့တော့ရဲဘော်တွေကိုအေးအေးယူမယ်ဆိုတဲ့ကိစ္စကလုံးဝမဖြစ်တင်ဘူးလို့ကျွန်တော်တို့ကမြင်တယ်ဒါမျိုးအေးအေးယူမယ်ဆိုရင်အလုပ်လုပ်တဲ့ရဲဘော်တွေဘယ်လိုလုပ်ကြလဲနော်မနဲ့ဖမ်းဝါညအလောင်းလာဖို့ညဖမ်းဝါမနဲ့အလောင်းလာဖို့ဘယ်ရောက်လို့ရောက်သွားမှန်းတော့မသိအလောင်းတော့ဗမာထုတ်လို့ထုတ်ရကမှမသိဒီလိုခံပြောဖို့ဆိုတာအဝေးကြီးစစ်ခွေးတွေနဲ့တွားစီတမ်းမှာအဲ့လိုဖြစ်နေတဲ့ဘက်အချမ်းမှာကိုယ့်ဘက်အချမ်းကဥပဒေနဲ့အညီဒီလိုလုပ်ပေးတာတော့ဒီလိုလက်မခံတဲ့အတိုင်းဝိုင်းမျိုးကိုကျွန်တော်တို့တွေညှာသားနေလို့မရဘူးကျွန်တော်တို့လုပ်နေတာတော်လှန်ရေးဗျအုတ်ချုပ်ရေးလုပ်နေတာမဟုတ်ဘူးနောက်ကျွန်တော်တိရမှာကဒီ NUG အပိုင်းမှာတာဝန်ယူထားတဲ့အချုပ်ဝင်ကြီးတွေတာဝန်ရှိတဲ့သူတွေကျွန်တော်မြစ်တာရက်ခံနေတာခမားတို့တာဝန်ယူထားတာဒီအုတ်ချုပ်ရေးဘိုင်းကိုဦးစားပေးဖို့မလုပ်ကြပါနဲ့တော်လှန်ရေးကိုစစ်နဲ့တိုက်တူအောင်တိုက်ဖို့လိုတယ်တခါကျွန်တော်ပြောမယ်ကျွန်တော်တို့မတိတာမဟုတ်တိတယ် live မှာမပြောတာတချို့တလေအဖွဲတွေဟိုနေလက်ကင်အဆောက်တက်မွေးတယ်ပြီးရင်ဘာလုပ်လဲအုတ်ချုပ်ရေးဘိုင်းကိုအားဖြည့်တယ်မလိုဘူးအုတ်ချုပ်ဒီကာလမှာစစ်မိတ်တိုင်းဟိတ်ဆိုဟိတ်ဖြစ်နေရမယ်ဒါပေမဲ့အဲ့ဒီဟိတ်ဆိုဟိတ်ပေးမဲ့အမိတ်ပေးမဲ့လူတွေကလည်းစစ်စည်းကမ်းပြေဝတဲ့စစ်သားတွေဖြစ်နေဖို့လိုတယ်မတရားတာကိုဟိတ်လုပ်လို့မရသလိုတရားဥပဒေမဲ့လည်းဟိတ်သွားလို့မရဘူးအဲ့ဒီအပိုင်းတွေမှာအရေးကြီးဘာမဟုတ်တဲ့ဟာတွေနဲ့စကားတွေမြိုင်ကြည့်ဒါတွေကဟိုဘလုံးမဖြစ်တဲ့ကိစ္စတွေအတ္တနောက်စောတကတက်ခွင့်ပေးစရာအကြောင်းမရှိဘူးခေထားတယ်ဝန်နေအင်တာနက်နဲ့တုံးနေတယ်ဘာမှဘူးမတိဘာမတိတွားဖမ်းဆိုတမျိုးရှင်းပါလေအချိန်တတိပေးထားပြီအခုလဲကောင်းကောင်းမွန်မွန်တွားခေါ်တယ်အထွတ်ချေစရာအကြောင်းမရှိဘူးနော်အဲ့တော့အဲ့လိုလောက်တဲ့ရဲဘော်တွေကိုအေးအေးယူလိုက်မယ်ဟဲ့ဆိုရင်ဒီတော်လန်ရေးဘက်မှာလာကြတယ်မရဘူးနော်ရှင်းပြောရရင်ဟင်းတော်မှာကောင်းကောင်းစားရတာမဟုတ်ဘူးနော်အစားဒုက္ခအနေဒုက္ခတစ်ဖက်မှာဒီစစ်တိုက်ခြင်းလို့ PDF နဲ့ဝင်လာပါရဲ့လက်နဲ့ကြီးအပြည့်စုံရပြီးတော့တိုက်ခွင့်နဲ့ရှိတာမဟုတ်ဘူးဒုက္ခတွေဘောင်းဆောင်ကြားထဲမှာလုံနေတဲ့ရဲဘော်တွေဟာဒီလိုလှုပ်လို့အေးအေးယူကန်ထိမယ်ဟဲ့ဆိုရင်ခမတော်လိုင်းမှာဘယ်သူကလှုပ်တော့လဲကျွန်တော်ဆိုကတော့လီးတော့မလှုပ်တော့ဘူးထွက်တယ်မှာကျွန်တော်ဆိုရှင်းလေးပဲဟုတ်တယ်မလားကိုမဟုတ်တာလှုပ်ထားတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့တွေတော်လိုင်းရဲဘော်တွေကိုကြည့်ရမယ်ဒီလိုစောက်စီးမရှိကမ်းမရှိတယောက်နှစ်ယောက်နဲ့တိုင်းပြည်အတွက်အသက်ဆုံးနေတဲ့လူတွေမလဲနိုင်ဘူးသူတို့ဒီစတာလင်တက်ထားတာသူတို့အိမ်သားအတွက်နော်တိုင်းပြည်အတွက်မဟုတ်ဘူးဒီရဲဘော်တွေကတိုင်းပြည်အတွက်အလုပ်လုပ်နေတာနော်အခုစစ်ခွေးစစ်ကြောင်းဝင်လာမယ်စတာလင်တက်ထားတော့အဲ့ဒီအိမ်ကိုအဲ့လိုသွားပြောမယ်အဲ့ဒီသေကန်ဒီအဖွာကြီးအဲ့စောက်တန်ထွက်ရဲမလားအဲ့ဒါအဖြေပဲကျွန်တော်တို့ပြောတာနော်အဲ့တော့ဒီနေရာကနေကျွန်တော်တို့မြစ်တာရက်ခံချင်တာကရဲဘော်တွေကိုအရေးဘာလို့ကိုကြီးလာလို့